အနေအမြင့်အတက်ကြတွေကိုကြော်ပြပြီးဘလုံးလျောစုရယူနိုင်ခဲ့တဲ့ဒန်ဘီလီ PD Sport ကြီးနေကြပေးတဲ့မင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်2025ဘလွန်ဒီယောစုပေးပွဲအခမ်းအနားမှာ PSG သင်းရဲ့ပြင်သစ်နယ်မကျော်တဲ့စကစားသမားဒန်ဘီလီကဘလွန်ဒီယောစုကိုပထမဆုံးအကြိမ်စုခုနိုင်ခဲ့ပါတယ်ဒန်ဘီလီဟာပြီးခဲ့တဲ့ရာသီက PSG သင်းအတွက်35ဂိုးသွင်းဂိုးဖန်တီမှု16ကြိမ်ပြုလုပ်ခဲ့ပြီးသမိုင်းဝင်အောင်မြင်မှုဖြစ်တဲ့ချန်ပီယံလိပြည်သစ်လူကူပါဝင်တရားအသည့်တွင်ဖလားလေးလုံးရရှိအောင်ဆွမ်းဆောင်ပေးခဲ့ပါတယ်။ဒန်ဘီလီဟာဗန်စီမာနောက်ပိုင်းဒီစုရရှိတဲ့ပထမဆုံးပြည်သစ်ကစားသမားဖြစ်လာပြီးသမိုင်းတစ်လျှောက်မှာတော့ဘလွန်ဒီယောစုရယူနိုင်တဲ့6ဦးမြောက်ပြည်သစ်ဘောလုံးသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီလိုကြီးမားတဲ့အောင်မြင်မှုရဖို့အတွက်ဒန်ဘီလီဖြတ်သန်းခဲ့ရတဲ့လန်ခီကတိတ်တော်မလွယ်ကူပါဘူး။အခုနှစ်မတိုင်ခင်ပြီးခဲ့တဲ့9နှစ်တာကာလအတွင်းဒန်ဘီလီဟာဘလွန်ဒီယောစုရယူနိုင်မှုနေနေသာထိပ်ဆုံး10ဦးစီးထဲမှာတော့မပါဝင်ခဲ့ပါဘူး။ဒေါ်မော်သင်းနဲ့အတူထင်ရှားခဲ့တဲ့ဒန်ဘီလီကို2019ခုနှစ်မှာလာလီဂါထိပ်သီးဘာစီလိုနာသင်းကယူရို105သန်းအထိအသုံးပြုခေါ်ခဲ့ပြီးအဲ့ဒီပြောင်းရွှေ့ခြင်းပမာဏကကမ္ဘာ့အကြီးဆုံးစီးထဲမှာပါဝင်ခဲ့ပါတယ်။ဒန်ဘီလီဟာဘာစီလိုနာသင်းနဲ့အတူလာလီဂါစပိန်ပြင်ဖလားစတဲ့စူဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမဲ့ဒဏ်ရာပြဿနာတွေနဲ့ရုပ်ကန်ခဲ့ရပြီး6ရာသီအတွင်းပွဲပေါင်း185ပွဲကစားဂိုး40သာသွင်းနိုင်ခဲ့သလို10ဂိုးနဲ့အထက်သွင်းခဲ့တာက200တီသာရှိခဲ့ပါတယ်။မြန်မာဘောလုံးပရိသတ်တွေကစိတ်ရုံအုပ်ကြီးလို့နောက်ပြောင်ရတဲ့အထိဒဏ်ရာပြဿနာတွေမကြာခဏရခဲ့တဲ့ဒန်ဘီလီဟာ2023ဩဂုတ်လမှာတော့ဘာစီလိုနာကနေ PSG ကိုပေါင်43.3 သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးပွဲဥရရာသီမှာပဲပုံမှန်ခြေစွမ်းပြနိုင်မှုရုန်းကန်ခဲ့ရပါတယ်။ PSG သင်းတွေပွဲဥရရာသီဖြစ်တဲ့2023-24ရာသီမှာဒန်ဘီလီက6ဂိုးသာသွင်းနိုင်ခဲ့ပြီးသူ့ရဲ့စိတ်ဓာတ်ပိုင်းအားနည်းမှုကြောင့်ဝေဖန်ခံခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင်အာဆင်နယ်နဲ့ချန်ပီယံလိအုပ်စုပွဲမှာလူးဝစ်အင်နရစ်ကဒန်ဘီလီကိုလူစင်းကနေချန်လိုက်ခဲ့ပြီးဒန်ဘီလီဟာအသင်းပေါ်တွေကိုလေးစားမှုမရှိဘူးလို့အပြစ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလူးဝစ်အင်နရစ်ကဒန်ဘီလီကိုအထောင်တိုက်စစ်ဖြစ်ပြောင်းလဲသုံးပြုခဲ့ပြီးအဲ့ဒါကဒန်ဘီလီရဲ့အနေအထားကိုကြီးမားတဲ့အပြောင်းလဲဖြစ်စေခဲ့ပါတယ်။ဒန်ဘီလီကိုယ်တိုင်ကလည်းသူ့ရဲ့အကျင့်ဆိုးတွေကိုပြင်ဆင်ပြီးတော့ခြေစွမ်းတိုးတက်အောင်ကြိုးစားခဲ့တာကြောင့်အခုလိုကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုဖော်ပြခဲ့တာကတော့အနေအမြင့်အတက်ကြတွေကိုကြော်ဖြတ်ပြီးဘလွန်ဒီယောစုရယူနိုင်ခဲ့တဲ့ဒန်ဘီလီရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။